ထိုင်းနေရင်လည်းဘာလို့စဉ်းစားပြီးလဲဆိုတော့တချင်းဆိုတဲ့အကြောင်းလေးချင်းဆိုတဲ့အကြောင်းလေးတချင်းလေးတစ်ပုတ်ဆိုမယ်ဆိုပြီးတော့လုပ်တယ်ပေါ့နော်တချင်းလုပ်တယ်တချင်းလုပ်တော့အဲ့ဒါနဲ့တချင်းကတော့ဆိုရမယ်ပေါ့နော်စတိုဒီမှာတော့ဆိုရမယ်ဆိုတော့ဘာလို့စဉ်းစားမိလဲဆိုတော့သိရမလားကိုအားကြတဲ့အဆိုတော်တွေပေါ့တယောက်ပြီးတယောက်တချင်းနေလိုက်နာထောင်နေသူတို့ပုံစံသူတို့တချင်းပုံစံပေါ့နော်သူတို့ဆိုတဲ့ပုံစံဆိုဖို့ကြိုးစားတယ်ပေါ့ဆိုကြည့်တယ်အတန်ကိုကအတန်ပြန်ဖမ်းပြီးနားထောင်ကြည့်တယ်အတန်မှမတူတာလေနောက်တစ်ခုကတယောက်နဲ့တယောက်ဆိုနီးဆိုပေါင်းမှမတူတာလေငယ်တုန်းကပြဿနာတစ်ခုရှိတယ်ငယ်တုန်းကဘာလဲဆိုကျွန်တော်ငယ်တော့တချင်းဆိုလို့ရှိရင်သိရမလားအဆိုတော်တွေဆိုရင်နောက်ကရောအတန်ကိုတုံပြီးတော့ဆိုတဲ့အားမျိုးဆိုကြတယ်ဟုတ်လေကျွန်တော်ကြလို့မျိုးဆိုလို့မရဘူးပါဆိုလို့ရှိရင်ဒီတော့မှလူကြီးတွေကအဲ့လိုမျိုးမဆိုခိုင်းဘူးပဲအတန်ကိုတီးဖြတ်ဖြောင်းဆိုအဲ့လိုမျိုးပေါ့ဒါနည်းနည်းအတန်ကိုနည်းသိရမလားစတိုင်နဲ့ဆိုလို့ရှိရင်အပြောခံအမှန်ခံရတယ်အဲ့လိုမဆိုနဲ့ဘာဖြစ်လဲစကလုံးပြီးအောင်ဆိုပြက်သားဆိုနောက်တစ်ခုကဘာလဲမျိုးပေါ့လေမျိုးပေါ့အဲ့လိုမျိုးလေတချို့လူတွေဆိုရအဲ့လိုမျိုးပေါ့ဟုတ်လားကျွန်တော်ရှိမှာဆိုရင်တချင်းမဆိုရဲတဲ့အထီကိုအဲ့လိုမျိုးပြောကြတယ်ပေါ့လေအဲ့လိုပြောကြတယ်တချို့ဆိုတချင်းတော့မဆိုရဲတဲ့လူမျိုးတွေရှိခဲ့ဒါပေမဲ့ကိုကတော့ဆိုတာပါပဲသိမှာသူပြောနေဒါပေမဲ့လေအဲ့လိုမျိုးမို့တော့အတန်ဟိုဘယ်မှာပြန်ပြီးပြဿနာဖြစ်လဲပြဿနာရှိလဲဆိုတော့ဒီတိုင်းပြည်မှာဆိုရင်တော့ဒါပြဿနာမဟုတ်လေဘာမှသူ့မှာအတန်ဖန်တာလည်းမရှိဘူးတီးရမှာပွဲတွေမှာဆိုကြတယ်မျိုးပေါ့နော်အဲ့လိုမျိုးဆိုကြတယ်ကြာတော့ဆိုပြီးတော့ဒီမှန်လဲမှန်မှားလဲမှားလေပြဿနာမဟုတ်ဘူးဒါပေမဲ့ဘယ်မှာပြဿနာရှိလဲဆိုစတူဒီယိုရောက်သွားလဲတော့ပြဿနာရှိတယ်ဘာလို့လဲဆိုတော့တချင်းတစ်ပုတ်ကနောက်ကအသိန်းလေးတွေကြတော့သိရမလားဒီဒုံးဒီအသိန်းလို့ရတဲ့နေရာရှိတယ်လို့တချို့နေရာကြတော့မရဘူးဒုံးဒီမရတော့ကိုကဒုံးဒီဆိုနေကြဖြစ်နေတဲ့အတွက်ကြောင့်အဲ့မှာပြဿနာကြီးတက်တယ်တချို့နေရာတွေဆိုအဲ့လိုမျိုးပေါ့လေကိုကအတန်မလုတ်တဲ့တော့ပေါ့နော်အတန်ငယ်လေးတဲ့လုံမထားတော့အကျင့်မရှိတော့မလုတ်ဆိုတဲ့တော့ပြဿနာဖြစ်သွားအဲ့ဒါတော့ထားလိုက်ပါတော့နောက်ဘာလဲဆိုတော့အဲ့ဒါနဲ့တချင်းဆိုဖို့ဆိုပြီးတော့အကဲဘာလဲဟိုဒါအဆိုတော်တွေပေါ့နော်ကိုကြိုက်တဲ့ဆိုတော်တွေပေါ့အေးလေးဆိုတဲ့လူတွေနဲ့ရောဆိုတဲ့သူတွေနဲ့ကိုကကြိုက်တာတချင်းကဘောင်းဆိုကြိုက်တာဟုတ်ဘောင်းဆိုကြိုက်မြန်မာတန်စင်လည်းကြိုက်တာဆိုတော့မြန်မာတန်စင်ရောဘယ်တန်စင်ဖြစ်တန်စင်တိုင်းကိုကြိုက်တယ်လူဆိုတော့သိရမလားကို့အတန်တွေကလည်းဘယ်အတန်မှမလိုက်ရောညွှန်မှုမရှိဘူးမရှိတော့အစားတော့သိရမလားဘယ်လိုပုံစံမျိုးလေးဆိုဖို့စဉ်းစားပေမဲ့လေကိုကသူတို့လိုမဟုတ်ဘူးလေသူတို့လိုမဟုတ်တော့နဲ့ကို့အတန်နဲ့ပဲကိုဆိုရတာပေါ့နော်ကို့အတန်နဲ့ကိုဆိုတော့ကို့အတန်နဲ့ကိုတောင်းမှာပဲသူများကိုအကြံဉာဏ်တောင်းပြီးဆိုရတယ်ပေါ့အဲ့လိုမျိုးပေါ့နော်ရည်စရာလေးပါလို့ဘာလို့လဲဆိုတော့ဟိုဒါစတူဒီယိုရောက်သွားလို့ရှိရင်သိရမလားအရင်ဆုံးဖြစ်တဲ့ပြဿနာပါလဲဆိုတော့စတူဒီယိုထဲရောက်တယ်မိုက်ရှိရောက်ပြီးငကြက်တက်ပြီးဆိုအလိုလိုမောတချင်းမဆိုရသေးဘူးအလိုလိုမောပြောသိတယ်မဟုတ်လားနှလုံးအောင်ဒုံနဲ့နှလုံးပေါက်လာဘာလဲကြောက်စရာလည်းမရှိဘူးလူကအထဲမှာစတူဒီယိုမှာသိတယ်ကိုနဲ့တန်ဖက်နဲ့လူနဲ့2ယောက်ပဲရှိတယ်လေအဲ့လို2ယောက်တည်းရှိတာဟုတ်တဲ့ဟိုဒါယောဂတစ်ခုဖြစ်နေတာတဲ့ဟုတ်လားစတူဒီယိုရောက်လို့ရှိရင်အတန်ကသိရမလားအပြင်မှာဆိုတဲ့အတန်မဟုတ်တော့ဘူးအတန်ဘယ်လိုအတန်ကတုံးလာတုံရီဖြစ်လာပြီးတော့တချင်းသွားဆိုတာအမှစတူဒီယိုထဲမှာတရိပ်ကလည်းအဲ့လိုမျိုးအတန်တုံးလာတော့ဆရာကျွန်တော်တော့အဆင်မပြေတော့ဘူးဘာလို့လဲကျွန်တော်တချင်းတော့မှိုက်ရှိရောက်သွားကျွန်တော်တော့ကရုံကရင်ဖြစ်နေတာလို့ဆိုတော့အဲ့ဒါဆိုအိတ်လိုက်တယ်ဆိုတော့အိတ်ပြီးကမှဒီနုမှာထဆိုတာအဲ့လိုမျိုးအဖြစ်မျိုးပေါ့နော်အဲ့ဒါကြောင့်မလို့ဘယ်လိုလဲအတွေ့အကြုံပေါ့နော်အတွေ့အကြုံမရှိတာပဲလားမရှိတော့ပေါ့နော်စတူဒီယိုလေးရောက်သွားလို့ရှိရင်ဘာဘလို့ဘာဖြစ်မှမသိဘူးလားတချင်းကငငယ်လေးတွေရေးထားတဲ့တချင်းကိုငငယ်လေးတွေရေးထားတဲ့တချင်းတစ်ပုတ်အလွတ်ကသိရမလားကိုရေးတဲ့တချင်းပဲကိုကတော့အလွတ်ရပြီးသားပဲဟုတ်တယ်မလားဒါပေမဲ့လည်းစတူဒီယိုရောက်သွားလဲရောက်သွားဟဲ့ကိုတချင်းနဲ့ကိုတော့အလွတ်မရမေ့သွားဟဲ့
ဘလူကြောက်ကမြန်မသိဘူးတည်ရမှာကြောက်စရာလဲလူကလည်းကြီးတော့လဲလူလည်းမရှိပေမဲ့လဲဘာကြောက်လို့ကြောက်မြန်မသိဘူးဖြစ်နေတာလေအဲ့လိုမျိုးငယ်လေးတွေကဟိုဘယ်လိုလဲအဲ့လိုမျိုးတွေးကြုံမရှိတာပါမှာလေစတိုရီမှာကျွန်တော်မယူရဟိုကျွန်တော်အကိုတယောက်ရှိတယ်ကျွန်တော်ဟိုစော့ကူဆိုတာသူပြောဘူးတယ်မဟုတ်ပါဘူးငါတချင်းလဲငါဆိုပါတယ်တချင်းလဲဆိုတတ်ပါတယ်ဘလို့ငါစတိုရီလေးရောက်သွားလို့ရှိရင်ငါတချင်းဆိုအစင်မပြေဘူးဖြစ်နေရဟိုဒါငါပြင်မှာလွှတ်ရအောင်ကြက်ထားတာပါအထက်တကျဘာလို့မေ့သွားလဲဆိုတော့အဲ့လိုမျိုးပေါ့နော်ပြောတာကြုံဘူးတော့အော်ကိုလဲသွားဆိုအဲ့လိုဖြစ်နေပြီဟဲ့ကိုစောကိုပြောတာတော့ဟုတ်နေပေါ့နော်ဘာလို့လဲဆိုတော့ငါလည်းအဲ့လိုဖြစ်နေတယ်ပေါ့ဘာအတွေ့အကြုံလေးပေါ့နော်ရည်စရာလေးပေါ့ကိုယ့်ဟာတည်းတယောက်တည်းကြောက်နေရတဲ့ရည်စရာလေး